မြန်မာပရိသတ်တွေကဘရိုနီကာတဲ့ရှေးကိုဟန်ကိုပဲပို့ပြီးတော့အားပေးခဲ့ကြတာပါဘရိုနီကာကတော့သူ့ရဲ့ပုံစံတချို့ကြောင့်အခုဆိုရင်ပရိသတ်အားပေးမှုတွေရော့ကျလာနေပြီဖြစ်ပါတယ်ဒါကြောင့်မနေ့ကဘရိုနီကာရဲ့ရှေးကိုဟန်တို့ရဲ့ပွဲစဉ်မှာဘရိုနီကာကိုအားပေးတဲ့ပရိသတ်တွေအတော်နည်းပါတယ်အရင်ဆိုရင်သူဘာလို့အားပေးခဲ့တဲ့ပရိသတ်တို့ကြီးကအခုတော့သူဘာလို့ဝေဖန်နေကြပြီဖြစ်ပါတယ်ဒါကသူ့ရဲ့ပုံစံတွေကြောင့်ပါပဲဒီတော့ဘရိုနီကာအနေနဲ့ပရိသတ်တွေဘက်ကိုပြန်ကြည့်သင့်ပါတယ်သူတို့စိတ်ထဲမှာရှိတဲ့စကားလုံးတွေကိုလည်းရှိတဲ့အတိုင်းမပြောလိုက်သင့်ပါဘူးပရိသတ်ကကြိုက်လားမကြိုက်ဘူးလားဆိုတာကိုစဉ်းစားသင့်ပါတယ်တကယ်ဆိုမနေ့ကလိုပွဲမျိုးမှာဘရိုနီကာလိုကိုရီးယားမြန်မာဖိုက်တာတူအနိုင်ရတဲ့အတွက်ပရိသတ်တွေကအပြောကြီးပြောရမှာပါဒါပေမဲ့မနေ့ကပွဲမှာတော့ဘရိုနီကာနိုင်လို့ပြောရမှတဲ့ရှေးကိုဟန်ရှုံးသွားလို့စိတ်ညစ်ရတဲ့မြန်မာပရိသတ်ကပိုများပါတယ်ဒါကမြန်မာဖိုက်တာကိုပဲအားပေးတဲ့မြန်မာပရိသတ်တဦးအနေနဲ့ကြည့်မယ်ဆိုရင်တော်တော်လေးရင်နာဖို့ကောင်းတဲ့အရာတစ်ခုပါဒါပေမဲ့လေကာယကရှင်ကိုယ်တိုင်ကအဲ့ဒီလိုရင်နာစရာကောင်းအောင်လုပ်ထားတော့ဘာမှလည်းမတတ်နိုင်ကြပါဘူးကိုဖိုက်တာနိုင်လို့ပြောရမယ်စားကိုဖိုက်တာကဘာလို့နိုင်သွားတာလဲဆိုပြီးဒေါသထွက်နေတဲ့လူကြီးကရှိပါတယ်ဒါမျိုးကတမိုင်းတော်ရိုင်းပါတယ်ဒါကြောင့်ဘရိုနီကာအနေနဲ့ကိုယ်စိတ်သဘောအတိုင်းနေတာထက်ပရိသတ်တွေစိတ်ကျင်တဲ့အောင်တစ်ခုခုတော့ပြန်လုပ်ပေးသင့်ပါတယ်သူနိုင်လို့တနိုင်ငံလုံးကပြောကြရင်သူကိုယ်တိုင်ပဲပီတိဖြစ်ရမှာပါအခုတော့သူနိုင်လို့ပြောတာကလူနည်းစုပဲရှိပါတယ်နောက်ပြီးတော့ဝေဖန်ကြတာလည်းတော်တော်ကိုများပါတယ်ဟိုနေ့ကပွဲမှာဆိုရင်ဖိုက်တာနှစ်ယောက်စလုံးကတော်တော်ကိုအရေးကြီးနေပြေးသွားပါတယ်ရှီကိုဟန်ကစမ်းဆောင်ရည်အပြည့်ထုတ်ပြခဲ့တာဖြစ်ပြီးတော့ဘရိုနီကာကတော့ပါးနှံမှုအပြည့်နဲ့ထုတ်ပြခဲ့တာပါပါးနှံလို့တချို့ဆိုရင်ဘရိုနီကာမဟုတ်ရလားဆိုပြီးအံ့ဩနေကြပါတယ်နောက်ပြီးတော့ဘရိုနီကာနေတဲ့ဒီနိုင်ပွဲကြောင့်ပဲနောက်တစ်ပွဲကျရင်သူထိုးနေတဲ့ဝေးတိုင်းချန်ပီယံကပတ်စိတ်ခေါ်ပွဲထိုးရပြီလို့တော့ကြားရပါတယ်ဒါကမြန်မာဖိုက်တာရဲ့ထဲမှာတော်တော်လေးကိုမြင်မာတဲ့အနေအထားတစ်ခုကိုဘရိုနီကာကရောက်သွားတာပါတကယ်အရေးကြီးလက်ရှိပါးနှံမှုလည်းရှိနေတော့ကန်တရားကြီးကလည်းဘရိုနီကာကိုတကယ်ထိုက်တန်တဲ့နေရာတစ်ခုကိုပို့ပေးဖို့အခွင့်အရေးကောင်းတစ်ခုကိုဖန်တီးပေးလိုက်တာပါဒီလောက်အရေးကြီးနေရှိနေတဲ့ဘရိုနီကာအနေနဲ့ပရိသတ်တွေနဲ့ဆန့်ကျင်ဘက်မနေသင့်ပါဘူးပုံစံလေးတွေကိုအမြန်ပြုတ်ပြင်ပြောင်းလဲရင်အရင်လိုဘာလို့အခြေခံတဲ့ဘဝကိုပြန်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နေထိုင်တဲ့ပုံစံလေးကိုသာပြောင်းလဲလိုက်မယ်ဆိုရင်အရင်လိုအားပေးခံရမှုကိုတေချာပေါက်ပြန်ရမယ်ဆိုတော့တေချာပါတယ်